မင်္ဂလာပါအားလုံးပဲတရက်စင်လာ2025နေပြီးတော့3ရက်စင်လာ2025ထိဘုံတစ်ခုမကျော်တစ်ထေးပြအထူးအခွေကျွန်တော်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဒုတိယမိတ်ဆွေဝါသနာရှင်ညီကောင်မတို့အားလုံးပဲပတ်စံပတ်တိုင်းမပြတ်မကွက်ထွက်နေတဲ့အခွေပေါ့နော်အမြဲတမ်းလေးတင်းပေးပါတယ်ကိုကကျတော့မအားလာတဲ့အချိန်လေးရှိတဲ့အတွက်တစ်ပတ်နှစ်ပတ်တင်းပေးပြတာဖြစ်ပါတယ်ဒီခုဘက်ကတော့ဘယ်လိုရတယ်ဘယ်လိုအခွေကိုဘယ်လိုထုတ်တယ်ဆိုတာလေးစပြီးတော့အောင်မြင်ပုံအောင်မြင်နည်းတွေကိုအကုန်လုံးဒီဗီဒီယိုလေးထဲမှာတစ်ခါတည်းပြပေးသွားမှာဖြစ်ပါတယ်ချင်းမိတ်ဆွေကောင်မတွေနဲ့အဆုံးထိကြည့်မယ်ဆိုရင်အကျိုးမြတ်တဲ့ကောင်တွေရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်အားလုံးပဲအခွေလေးဘယ်လိုထုတ်လဲကြည့်လိုက်ကြအောင်နော်ကျွန်တော်ကကျတော့ဒီဘက်မှာအင်္ဂါနေ့မနေ့ထွက်ထားတဲ့ဟောဒီရှစ်ကိုတစ်လုံးယူလိုက်တယ်ပေါ့နော်အဲဒီမှာရှစ်လို့ရေးထားလိုက်မယ်ပေါ့ဗျာရှစ်တစ်လုံးယူလိုက်နောက်တစ်ခါအဲ့ဒီမှာပဲဒီရှစ်နဲ့ဒီငါးနဲ့အင်္ဂါနေ့မနေ့ထွက်ထားတဲ့နှလုံးပေါင်းလိုက်ရင်ဒီနှလုံးပေါင်းပါဗျာနှလုံးပေါင်းရင်ဒီ3လို့ရတဲ့3လို့ယူလိုက်မယ်ဗျာဒါဆိုရင်ရှစ်ကဲ3ရသွားပြီပေါ့နော်အဲ့ဒီမှာကြာသာပတိနေညနေထွက်ထားတဲ့ဒီထိပ်စီဒီထိပ်စီရဲ့တောက်ကြနေညနေထွက်ထားတဲ့ဟိုဒီ6ကဲသူတို့နှလုံးနဲ့ပေါင်းမယ်ဗျာထက်အောင်နှလုံးပေါင်းလိုက်ဒီမှာ3ညလို့ရ3ညရဲ့ပါဝါသည်9အဲ့တော့3ည5လို့ရဒါဆိုရင်83 3ည5အခွေသည်နောက်တစ်ပတ်မှာအင်္ဂါဘုံတစ်ခုမကျော်တွင်ထွက်ရအောင်အဲ့တော့ဟောဒီမှာကြည့်လိုက်ပါဒီမှာ3ည8လို့ထွက်ပါတယ်နော်ဒါနောက်တစ်ပတ်ထဲမှာ3ည8လို့အောင်မြင်မှုရတယ်ပေါ့ဗျာ3ည3ခွေမှာ3ည8လို့အောင်မြင်သွားပြီနော်ဒါဆိုရင်နောက်တစ်ပတ်ကိုဆက်ကြည့်လိုက်ရအောင်ပေါ့နော်နောက်တစ်ပတ်ကျတော့အင်္ဂါနေ့မနေ့ထွက်ထားတယ်ဟာဒီ3ရေ3လို့ယူလိုက်ပါဗျာ3လို့ယူလိုက်ဒီမှာပဲထွက်ထားတယ်360နှလုံးပေါင်းလိုက်9လို့ရတယ်9လို့ရတော့ဟောဒီမှာ9လို့ယူလိုက်3 9လို့နှလုံးရပါပြီဒါဆိုလို့ရှိရင်ကြာသာပတိနေ့ညနေထွက်ထားတယ်ဟောဒီတစ်ထိပ်စီရေတောက်ကြနေညနေထွက်ထားတယ်ဟောဒီရဲ့3ညဒီနှလုံးပေါင်းကြီး1လို့ရတယ်1ရဲ့ပါဝါသည်6ဒါဆိုရင်3 9 16အခွေရပါပြီ3 9 16အခွေပြီနောက်တစ်ပတ်ဘောဓုမကျော်ထွက်ရမယ်ဆိုတော့ဒီမှာ3တီလို့အောင်မြင်မှုရပါတယ်နော်3တီလို့အောင်မြင်မှုရပါပြီဒါဆိုလို့ရှိရင်နောက်တစ်ပတ်12လပိုင်းတရက်နေ့မှာစပြီးတော့ထွက်မယ်ဒုတိအတွက်ဘောဓုမကျော်မွေးရမယ်အခွေကိုထပ်မှန်ပြီးတော့ကြည့်လိုက်ရအောင်ပေါ့နော်အဲဆိုရင်အင်္ဂါနေ့မနေ့မှာ9လို့ထွက်ထားတဲ့ဟောဒီကနှစ်ထိပ်စီရေနှစ်လို့ယူလိုက်မယ်ဒီနှလုံးပေါင်းရင်းဒီခွန်လို့ရဒါဆိုရင်နှစ်ခွန်လို့နှလုံးရပါပြီကြာသာပတိနေညနေထွက်ထားတဲ့ထိပ်စီတစ်ကဲတောက်ကြနေညနေထွက်ထားတဲ့ထိပ်စီ9ရေနှလုံးပေါင်းရင်းဒီ3ညပါဝါသည်9ဆိုတော့2ခွန်3ည5အခွေရပါပြီနော်2ခွန်3ည5အခွေရပြီဒါဆိုလို့ရှိရင်နောက်တစ်ပတ်12လပိုင်း
12လပိုင်းတရက်ပေါ့နော်2020နှစ်မှာ5မှာထမင်းတူဒီမှာအခွေကတူဒီအခွေဆိုရင်ဘာခွေရမလဲဆိုတော့2ခွန်305အခွေရရှိသွားဖြစ်ပါလေ2ခွန်305အခွေကိုမနဲ့ချင်းမိသားစုအားလုံးများ2ခွန်305အခွေ12လပိုင်း1ရက်နေ့ကနေစပြီးတော့3ရက်နေ့အထိအထူးမွေးရမှာဖြစ်ပါတယ်ဒီအပတ်မှာကျွန်တော်3916အခွေမှာကြည့်လိုက်ကြရအောင်ပေါ့နော်ခုနကစကားတစ်ခါတည်းမပြောလိုက်ရလို့3916အခွေမှာ31လူတနေ့နာနေညနေမှာအောင်မြင်ပြီးတဲ့နောက်ပိုင်းမှာဆက်မမွေးတော့ဘူးထားပါတော့ဒီမှာကြည့်လိုက်အောင်9396ပေါ်သိနေဒီလာထွက်သွားခဲ့တယ်နော်အဲ့တော့ဒီလိုပဲကျွန်တော်တို့2ခွန်305အခွေပါဗုဒ္ဓဟူအတွင်းမှာတစ်ချိန်ပေါက်ရင်တော့နောက်ရက်ဒီမှာအရင်လည်းပါထည့်ထိုးသိနေလို့ပြောချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ခွေစီးပေးမယ်ပေါ့နော်ကနန်းက6ခွက်ရပါတယ်ကနန်း6ခွက်က2ခွန်20နောက်ပြီးတော့5ပြီးရင်ခွန်20ခွန်5ပြီးရင်305ဒီ6ပွဲမွေးရမှာဖြစ်ပါတယ်ဒါကတော့ဗုဒ္ဓဟူးမကျော်ပါနော်ဟူးမကျော်မွေးရမှာဖြစ်ပါတယ်မကျော်မွေးဖို့ဖြစ်ပါတယ်ကျွန်တော်ရဲ့ချင်းမိတ်ဆွေတငယ်ချင်းများတူရီဝါဒနာရှင်များအားလုံးကျွန်တော်ဘက်ကစေတနာမြတ်တာအပြည့်နဲ့ကျွန်တော်ရှိမှအမြဲတမ်းမဖောက်တဲ့အခွေပေါ့နော်ဒီအခွေလေးကတော့ဘယ်လိုပဲနှလုံးနေဘယ်လိုပဲပြောင်းမြန်နေပဲထွက်နေပါသည်မဖောက်ဖြစ်တဲ့အခွေပေါ့နော်ဒါ12လပိုင်း1ရက်နေ့ကနေစပြီး3ရက်နေ့အထိမဖြစ်မနေမွေးရမယ်အခွေပေါ့နော်ကျင်းဒီပေါက်မှန်ပါတယ်ကျင်းဒီပေါက်လည်းထွက်ပါတယ်သူအစဉ်လာကမဖြစ်မနေထွက်ခဲ့တာ3916ခွေမှာလည်း3လူအောင်မြင်ခဲ့တယ်နောက်ကကျွန်တော် line ပေါ်မှာတင်းပြီးဘူးပါတယ်8335အခွေမှာလည်းအောင်မြင်မှုရရှိပါတယ်နော်8335အခွေမှာလည်းဟာဒီမှာ38လို့အောင်ပါတယ်ဒါကျွန်တော်ရှိမှာကဗုဒ္ဓဟူးမကျော်အင်္ဂါမကျော်ပတ်တိလူချင်းရတဲ့လူရှိမှာပါဗုဒ္ဓဟူးမကျော်အင်္ဂါမကျော်ပတ်တိလူချင်းနဲ့အကူအမတွေငွေချင်းတွေကြတော့ကျွန်တော်ပတ်တိဘယ်လိုယူလဲတော့ထုတ်မပြတော့ပါဘူးဒီတစ်ပတ်အတွက်ချမ်းသာအောင်ပတ်မယ်ဇာတုပတ်တိရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ခုနကတော့ကြည့်လိုက်တဲ့ကဏ္ဍနဲ့မှာပဲပါပါတယ်အဲ့တော့ဒီထဲမှာအထူးပကဏ္ဍအနေနဲ့ကျွန်တော်ပေးချင်တာကတော့နေ့က3ရရင်ဒါကရှေ့ဘက်ကမှာပါရှေ့ပါဒါရှေ့ပတ်တိပါနော်ရှေ့ဘက်ပါရှေ့ပတ်တိနေနဲ့3ရလားတတိဖြစ်ဘက်ကမှာနော်တတိဖြစ်ဘက်မှာပါဒါရှေ့ပတ်တတိဖြစ်2နဲ့3ရနဲ့ရှေ့တတိဖြစ်ဘက်မှာပတ်တိပါနော်ကျွန်တော်ချင်းမိတ်ဆွေကိုမားရင်းနေတဲ့ပတ်တိကိုအခွေကိုကျွန်တော်ဒီတစ်ပတ်စာအတွက်12လပိုင်း1ရက်နေ့မှာစပြီးတော့12လပိုင်း3ရက်နေ့ဒီဗုဒ္ဓဟူးကျော်အင်္ဂါမကျော်2ရက်3ရက်အတွင်းမှာနေ့3ရက်ရှေ့ပတ်တိပါနှစ်ခွန်305အခွေဇာတုလိုက်ပြီးတော့မွေးလို့ရပါတယ်ဒီယုံကြည်ထိုးပါကျွန်တော်ရှိမှာကနန်းယူရှင်တဲ့အကူအမတွေကတော့ကျွန်တော်ရဲ့ Facebook အောင်စီပိုင်းစီအကောင့်မှာMessenger နေပြီးတော့နေတိုင်းကနန်းယူလို့ရပါတယ်ဒီတစ်ပတ်အနေနဲ့ကတော့အကူအမတွေကိုကျွန်တော်ကဖရီးတင်ပေးခြင်းဖြစ်ပါတယ်နောက်ပတ်ဒီမှာကတော့ကျွန်တော်ရှိမှာအဖွဲ့ဝင်တွေကိုပဲကျွန်တော်ကဒီထက်ကောင်းတဲ့အခွေကနန်းနေနဲ့ပထိတ်
မွေးခွက်တွေကိုချပေးမှာဖြစ်ပါတယ်ကျွန်တော်စီမှာတစ်ပတ်စာအဖွဲ့ဝင်ချင်းနဲ့ကိုမတွေကတော့ကျွန်တော်ရဲ့ Messenger ကနေဆက်သွယ်ပြီးတော့အဖွဲ့ဝင်ချင်းလို့ပါလို့စာပို့ပြီးဆက်သွယ်လို့ရပါတယ်ဖုန်းနံပါတ်ကတော့ကျွန်တော်အမြဲတမ်းကျွန်တော်သုံးနေကြဖုန်းနံပါတ်ကျွန်တော်ရေးပေးပါမယ်Viber နဲ့သုံးပါတယ်နော် Viber သုံးနဲ့ဖုန်းဆက်ပြီးတော့လေကျွန်တော်စီမှာဖွဲ့ဝင်မယ်လို့ရေးလို့ရပါတယ်။အခုဒီ video file လေးရဲ့ကျွန်တော် YouTube channel မှာတင်ပေးရဖြစ်တဲ့အတွက် YouTube မှာရှိတဲ့ငင်းကုန်းမှာလည်းကျွန်တော် Telegram link ကနေပြီးတော့လည်းဆက်သွယ်လို့ရပါတယ်။ Telegram လည်းကျွန်တော်သုံးပါတယ် Telegram group မှာလည်းလာရောက်ပြီးဆက်သွယ်လို့ရပါတယ်။ဒါကတော့ဒီတစ်ပတ်တနည်း12လ2025မှာတတိဖြစ်ဟူးမကျော်အထူးအခွေတိတ်ချီမွေးရမှာဖြစ်ပါတယ်တိတ်ချီမွေးရမယ်ကဏ္ဍကိုကျွန်တော်ခုတင်ပေးလိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ video file လေးကိုအစားဆုံးကြည့်တဲ့ဘယ်သူမဆိုပေါ့နော်ကိုမဦးလို့ဆိုတငယ်ချင်းညီကိုနှမတွေအားလုံးပဲပေါက်တီးနေတဲ့တူလူအောင်မြင်တဲ့တတိလောင်းလေးဖြစ်ကြပါစေလို့ဆုမကောင်းတောင်းပါတယ်ကျွန်တော်ရဲ့ Facebook အကောင့်မှာလည်းလာရောက်ပြီးတော့အကောင့်အပ်ပြီးတော့မှကဏ္ဍများယူလို့ရပါတယ်နောက်ပြီးကျွန်တော်စီမှာအဖွဲ့ဝင်မယ်ဆိုလို့ရှိရင်လည်းတစ်ပတ်လုံးစာကိုအဖွဲ့ဝင်ကြီး1000ပါနော်တစ်ပတ်လုံးစာအဖွဲ့ဝင်ကြီးဟာ1000ပါအဖွဲ့ဝင်ကြီးဟာ1000ပါ1000ပါနော်